မင်္ဂလာပါဒီနေ့တော့လေပါဠိတော်လာစီဝေရတုတ်ထေကကောင်းနှုတ်ချက်တချို့ကိုအတူတူလေ့လာထုံးတက်ကြည့်ကြရအောင်ပါဟုတ်ကဲ့ခင်ဗျာအဓိကကတော့အရှင်မဟာကတ္တပအရှင်အာနန္ဒာနောက်ပြီးတော့ထုလာနန္ဒာဘိက္ခုနီမတို့ပါတယ်ဖြစ်စဉ်တွေပေါ့ဟုတ်ပါတယ်မထေကြီးတွေရဲ့အမြင်ဖက်လေတာတွေဝိနည်းကိုဘာလို့ပြညတ်ရတယ်လဲဆိုတဲ့အကြောင်းရင်းနောက်ပြီးအရှင်မဟာကတ္တပကိုလိုက်မြတ်စွာဘုရားနဲ့ဘလို့ဆုံတွေ့ခဲ့တယ်လဲဆိုတာတွေကိုဆွေးနွေးကြည့်ကြမယ်လေဟုတ်ကဲ့ဒီတော့ကအင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်ဇလန်အစကအရှင်မဟာကတ္တပရာဇဂရုဝေလူဝန်ကျောင်းမှာတည်ရင်သူနေတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာလေအရှင်အာနန္ဒာကဒက္ခိဏဂီရီကနေပြန်ကြွလာတာတပည့်ရဟန်းတွေအများကြီးနေပေါ့ဟုတ်ကဲ့ဒါပေမဲ့စိတ်မကောင်းစရာကသူ့နဲ့ပါလာတဲ့ရဟန်းငယ်30လောက်ကလမ်းမှာတင်လူထွက်သွားကြတယ်လို့ဆိုပါတယ်ဟုတ်လားအဲ့ဒီနောက်အရှင်အာနန္ဒာကအရှင်မဟာကတ္တပစီရောက်လာတော့မေခုတစ်ခုစမဲတယ်ဆိုဟုတ်ပါတယ်အရှင်မဟာကတ္တပကစမေးတာမှာအဲ့ဒါကတိကဘောဇင်ကိစ္စဟုတ်ကဲ့ဒါကတရင်နဲ့မှထုံးခါဆုံးခံနိုင်တဲ့စီကံကမှန်ပါတယ်အဲ့ဒါကိုဖះရှင်ကဘာအကျိုးကိုမျှော်ပြီးပြညတ်ခဲ့တာလဲဆိုပြီးမေးတာပါလေအရှင်အာနန္ဒာကဘလို့ဖြေခဲ့လဲအရှင်အာနန္ဒာရဲ့အဖြေကရှင်းပါတယ်အကြောင်းရင်း၃ချက်ရှိတယ်တဲ့တကသီလမကောင်းတဲ့ယဟန်ဒီကိုထိန်းဖို့ဟုတ်ကဲ့နှစ်ကသီလရှိတဲ့ယဟန်ဒီချမ်းသာစွာနေနိုင်ဖို့သုံးကတော့အလိုဆိုးရှိသူတွေကြောင့်တန်ခါမကွဲဖို့ရဲ့တာယာကားတွေကိုချီးမြှောက်ရာရောက်ဖို့ရဲ့ဆိုပြီးဖြေခဲ့ပါတယ်အရှင်အာနန္ဒာရှင်းပြတာကတော့ဟုတ်တယ်လို့ပဲနော်ဟုတ်ကဲ့အကြောင်းပြချက်တွေနဲ့ဒါပေမဲ့အရှင်မဟာကစ္စပကတော့အဲ့ဒါကိုသိသဘောမကျဟဲဘူးလက်မခံဘူးဟုတ်တယ်အတော်လေးပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာအထူးသဖြင့်အရှင်အာနန္ဒာတပည့်တွေလူထွက်သွားတဲ့ကိစ္စကိုရည်ညွှန်းပြီးတော့ဗောနော်ဘလို့ဝေဖန်လိုက်တာလဲအင်ဒရီမဆောင်စီဘောဇင်မအတိုင်းရှေမတိနိုးကြမှုမရှိတဲ့ယဟန်တစ်တွေနဲ့ဒေသစာကြီးလက်တာဟာကောက်ခင်းကိုဖျက်ဆီးတယ်လို့ပဲဒိုင်ကာတွေကိုဖျက်ဆီးတယ်လို့ပဲဆိုပြီးမိန့်တယ်အတော်ပြင်းထန်တာပဲပြီးတော့အရှင်အာနန္ဒာကိုသူငယ်လို့ခေါ်လိုက်သေးတယ်နော်အရှင်အာနန္ဒာဆံမင်းနေတော့ဖြူနေပြီဟုတ်ကဲ့ကုမာရလို့ထုံလုံးဆဲတာဒါကအဲ့ဒီခေတ်ကအမြင်ကွဲပြားမှုတစ်ခုကိုပြနေတယ်လို့ပဲတစ်ဖက်ကကရုဏာရှေ့ထားတဲ့အရှင်အာနန္ဒာနောက်တစ်ခါကစီကံတင်းကြတဲ့အရှင်မဟာကတ္တပပေါ့အဲ့ဒီသူငယ်လို့ခေါ်လာကိုထုလနန္ဒဘိက္ခုနီမကြားသွားတော့မကြိုက်ဘူးဖြစ်သွားရောဟုတ်ပါတယ်သူအရင်တိတိဖြစ်ဖူးတဲ့အရှင်မဟာကတ္တပကအခုလိုပညာရှိအရှင်အာနန္ဒာကိုသူငယ်လို့ခေါ်တာမတင်ဘူးပေါ့လေအဲ့လိုပြောကြတယ်နောက်ထပ်အလားတူဖြစ်ရတကူရှိသေးတယ်ဆိုဟုတ်ကဲ့နောက်တစ်ခါကျတော့အရှင်အာနန္ဒာကအရှင်မဟာကတ္တပကိုဘိက္ခုနီကျောင်းတရားဟောပြနေအရှင်မဟာကတ္တပတရားဟောပြီးပြန်ကြွသွားတော့နောက်ဘိက္ခုနီမတပထူလုတ်တက်စာလို့ဆိုပါတယ်သူကထပ်ပြောပြန်ရောလွတ်ပြောတာလေအလုတ်တဲ့ဒူစီမအလာရောင်းတယ်လို့ပဲတဲ့ပညာပြေးဝတဲ့အရှင်အာနန္ဒာရှေ့မှာအရှင်မဟာကတ္တပကဘာလို့တရားလာဟောနေတာလဲဆိုတဲ့တပုံမျိုးဝေဖန်တာဒီလိုတွေဖြစ်လာတော့အရှင်မဟာကတ္တပကသူ့ကြောင့်သူရှင်းပြဖို့ဖြစ်လာတာပေါ့နော်ဟုတ်ပါတယ်အဲ့ဒီမှာအရှင်မဟာကတ္တပကသူ့ရဲ့နောက်ခံကိုရှင်းပြတယ်သူယဟန်ဖြူတဲ့နေ့ကစပြီးမြတ်စွာဘုရားကလွှဲလို့ဘသူကိုမှဆရာမတင်ခဲ့ဘူးဆိုတာကိုပြောတယ်ဟုတ်ကဲ့လူဘဝရဲ့အပြစ်တွေကိုမြင်ပြီးယဟန်ဝိခဲ့တာဆိုပြီးတော့လေအဲ့လိုပြောတယ်ပြီးတော့အရေးကြီးတာကမြတ်စွာဘုရားနဲ့ပထမဆုံးတွေ့ခဲ့ပုံကိုအသေးစိတ်ပြန်ပြောပြတယ်အဲ့ဒါလေးကစိတ်ဝင်စားဖို့ကောင်းတယ်ရာဇဂရိုးနဲ့နာလန္ဒဂျားကဘူပူတာစေဒီမှာတဲ့အဲ့ဒီမှာဘုရားရှင်ကိုဖူးပြီးမြတ်စွာဘုရားဟာအကျွန်ုပ်ရဲ့ဆရာပါအကျွန်ုပ်ကတပည့်ပါလို့ဝန်ခံခဲ့ပုံကိုပြောပြတယ်ဒါသူ့ရဲ့ယက်တီချက်ကိုခိုင်မာစေတာပေါ့အဲ့ဒီမှာဘုရားရှင်ကသူ့ကိုတိုက်ရိုက်ဆုံးမစကား၃ခုမိန့်နေဆိုပြီးမှတ်သားဘူးတယ်မှန်ပါတယ်အချက်၃ချက်ပါတိဒီတင်းတုံးဖောင်ရဟန်းအကြီးငယ်အလန်အောင်လုံးအပေါ်မှာဟီရီအော်တာပါထားဖို့ရှက်ချင်းကြောက်ချင်းပေါ့နော်မကောင်းမှုလုပ်ရမှာဟုတ်ကဲ့နှစ်ကကုသိုလ်နဲ့ဆိုင်တဲ့တရားစကားကိုယိုသေးစွာနာယူဖို့သုံးကကာယကတတတိကိုဘယ်တော့မှမလွတ်စေဖို့ခန္ဓာကိုယ်အမှုရာကိုတတိထားတာဟုတ်ပါတယ်ဒီတိုင်းကျင့်လို့ခွန်ရဲနဲ့ယဟန္တာအထစ်တယ်လို့ဆိုပါတယ်ဒီဇလောင်းမှာတကယ်အထူးခြားဆုံးလို့ပြောလို့ရတာကသင်္ကန်းလက်တဲ့အကိုင်းပဲဟုတ်တယ်လေအရှင်မဟာကတ္တပကသူ့ရဲ့ပုတ်ဆိုးချမ်းဒုက္ခကိုခင်းပြီးတော့ဘုရားရှင်ကအဲ့ပေါ်မှာထိုင်ပြီးနူးညံ့တဲ့ဆိုပြီးအလူခံလိုက်တယ်ပြီးတော့ဘုရားရှင်ရဲ့သင်္ကန်းကိုပြန်ပေးလိုက်တာနော်ဟုတ်တယ်ဘုရားရှင်ဝတ်ယုံထားတဲ့ပန်းတကူသင်္ကန်းစွန့်ပစ်အဝတ်တွေနဲ့ချုပ်ထားတဲ့သင်္ကန်းကိုအရှင်မဟာကတ္တပကိုလဲဝတ်စေခဲ့တာဒါကတူတူအတိတ်ပဲရှိတယ်သင်္ကေတတစ်ခုလိုပဲဟုတ်ပါတယ်ဆရာတပည့်တန်ရောရှင်ရောအမွေဆက်ခံသူအဖြစ်အတိမပြူတာရောပါနေတယ်ဒါကြောင့်ပဲ
အရှင်မဟာကတ္တပါကမိမိဟာဖျားရှင်ရဲ့ယင်းနှစ်သားတော်တရားမွေခံစစ်ဖြစ်တယ်လို့အခိုင်အမာပြောနိုင်ခဲ့တာပေါ့သူ့ရဲ့ဇာပင်းညင်တွေကိုလည်းထုတ်ပြောခဲ့တယ် အဆုံးသတ်မှာတော့အရှင်မဟာကတ္တပကိုဝေဖန်ခဲ့တဲ့ထောလနနာဘိက္ခုနီမကမြတ်တော်အကျင့်နဲ့ရွေလျောသွားတယ်ဆိုပြီးဖော်ပြထားတာတွေ့ရတယ်နော် ဟုတ်ကဲ့အဲ့ဒီလိုအဆုံးသတ်ထားတာပါဆိုတော့ဒီတစ်စင်တစ်ခုလုံးကိုပြင်ကြည့်ရင်လေမထေရီတွေကြားကဆက်ဆံရေးတပည့်တွေကိုထိန်ချောင်းပုံဝီနည်းရဲ့အရေးပါပုံတွေကိုညင်နိုင်တာပေါ့ အထူးသဖြင့်အရှင်မဟာကတ္တပနဲ့မြတ်စွာဘုရားကြားကဆက်ဆံရေးတင်ငန်းလဲလှယ်မှုကတကယ်ကိုအမှတ်ရစရာပဲ မှန်ပါတယ် နားဆင်သူတွေအတွက်စဉ်းစားစရာထားခဲ့ချင်တာကတော့တတ်တော်ဝါတော်ကြီးရင်တာနဲ့ပညာတီလပြည့်စုံမှုကအမြဲတိုက်ရဲ့အချို့ကြလား စိတ်ဝင်စားစရာမေကုန်းပါ ဒီဇလန်တဲ့ကပုဂ္ဂိုလ်တွေရဲ့အပြန်လန်ဆက်ဆံရေးကနေတော့ဘလို့သင်ခန်းစာတွေထုတ်ယူလို့ရနိုင်မလဲဆိုလာလေပေါ့လေ